အားလုံးပဲမင်္ဂလာပါစန်တိုရီဂျီရိုဟမ်ဘိုင်ကြီးမှာအေးသုံးမှု free unit လေးအကြောင်းမျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့စန်တိုရီဂျီရိုဟမ်ဘိုင်ကြီးကိုတွားလိုက်ပါမယ်ပြီးရင်တော့ဒီနေရာလေးကို scan ဖတ်လိုက်ပါ scan ဖတ်ပြီးတော့ application download link လေးကြာလာမှာဖြစ်ပါတယ်အဲ့ဒီ download link လေးကနေမှတစ်ဆင့်ကျွန်တော်တို့ application လေးကို download အောင်မှာဖြစ်ပါတယ်အဲ့တော့ cap ကိုနှိပ်ပြီးတော့ download လိုက်ပါမယ် application download ဆွဲပြီး register လုပ်ပြီးကျွန်တော်တို့ payment method wallet တစ်ခုခုအပ်လိုက်တာနဲ့ကျွန်တော်အေးသုံးမှု free ရမှာဖြစ်ပါတယ်ပြီးရင်တော့ open ကိုနှိပ်လိုက်ပါပြီးရင်တော့ဒီ terms and condition လေးကိုကျွန်တော်တို့အမှန်ကြီးချစ်ပြီးတော့ GHAMPO Hajime ကိုနှိပ်လိုက်ပါခါခုနှစ်ကိုနှိပ်ပါပြီးရင်တော့ allow ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီနေရာမှာတော့ sign down လောက်ကူကျူပြောတဲ့ခန်းတန်းကိုနှိပ်လိုက်ပါစုကြရကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါပြီးရင်တော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးသွားရင်တော့ social ကိုနှိပ်လိုက်ပါmessage မှာကြာလာတဲ့ကုန်းနံပါတ်လေးလုံးကိုရိုက်ထည့်ပြီးတော့ name show စုလို့နှိပ်ပြီးတော့ရှေ့ဆက်သွားရမှာဖြစ်ပါတယ်ဒီနေရာမှာဒီ Zero Hotmine က application ကိုအသုံးပြုပြီးတော့နောက်အချိန်လေးအရေးဝယ်တဲ့အခါမှာကျွန်တော်တို့ငွေပေးချင်မဲ့နီလန်းကိုရွေးပေးရမှာဖြစ်ပါတယ်ငွေပေးချင်မဲ့နီလန်းကတော့ credit card debit card Apple Pay PayPay Rakuten Pay Divarai AU Pay Meru Pay လက်ရှိကိုဖုန်းထဲမှာအသုံးပြုနေတဲ့ mobile wallet ငွေပေးချင်တဲ့တစ်ခုခုနဲ့ချိတ်ဆက်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ PayPay နဲ့ချိတ်ဆက်မှာဖြစ်တဲ့အတွက် PayPay ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားပါမယ်ဒီနေရာမှာစုကြည်ရုံနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒီနေရာမှာသူ PayPay နဲ့ကျွန်တော်တို့ဒီချိတ်ဆက်နေပါပြီခဏလေးစောင့်ပေးပါအမော်ကဒိုးရှိမှဆိုတဲ့နေရာမှာအမှန်ကြီးလေးချစ်ပြီးတော့ဒိုးရှိတဲ့ Suzuki တို့နှိပ်ပြီးတော့ရှေ့ဆက်သွားပါချိတ်ဆက်နေပါပြီခဏလေးစောင့်ပေးပါဟုံးမှုကိုနှိပ်ပါစုကြည်ရုံနှိပ်ပြီးတော့ရှေ့ဆက်သွားပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ PayPay နဲ့ချိတ်ဆက်တာအောင်မြင်ပါတယ်အဲ့တော့ Zero Hotmine ကြီးမှာရှိတဲ့ကျွန်တော်တို့ NFC test button လေးမှာကိုဖုန်းလေးကိုကတ်လိုက်ပါမယ်အမှန်ချင်းပြရင်တော့ကျွန်တော်တို့ connect ဖြစ်ပါပြီ Zero Hotmine ကြီးမှာရှိတဲ့ပုံမှန်အေးဝယ်ကြလို့ပဲ Zero Hotmine ကြီးမှာရှိတဲ့အေးဘူးအောက်ကခလုတ်လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အေးဘူးကြာလာပါပြီ free ဖြစ်ပါတယ်ပြီးရင်တော့အေးဘူးယူလို့ရပါပြီအေးဘူးကသုံးမှုရတာဖြစ်တဲ့အတွက်နောက်ထပ်နှစ်ဘူးကိုတစ်ခါတည်းယူရှင်နေဆိုရင်တော့ကျွန်တော်တို့ခုနကလိုပဲကျွန်တော်တို့ဆက်ကဲ NFC tab button လေးမှာကပ်ပြီးတော့ကျွန်တော်ချိန်ရမှာဖြစ်ပါတယ်အဲ့တော့ချိန်ပါမယ်ချိန်ပြီးသွားရင်တော့ခုနအတိုင်းပဲ Zero Hotmine ကြီးမှာရှိတဲ့ကိုလိုချင်တဲ့အေးဘူးနေရာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အေးကြလာပါပြီအဲဆိုရင်နောက်တစ်ဘူးယူလိုက်ပါတယ်နောက်ထပ် channel တစ်ခုထပ်ယူရှင်နေဆိုရင်လည်းခုနကလိုပဲကျွန်တော်တို့ထပ်ချိန်ပါချိတ်ဆက်ပြီးသွားရင်တော့ Zero Hotmine ကြီးမှာရှိတဲ့ကိုလိုချင်တဲ့အေးဘူးနေရာလေးကိုနှိပ်ပါမယ်ဒါဆိုရင်တော့အေးဘူးကြာလာပါပြီအဲ့ဒါဆိုရင်တော့အေးဘူးယူလို့ရပါပြီဒါဆိုရင်တော့ Suntory Zero Hotmine ကြီးမှာအေးဘူးသုံးမှု free ယူလို့ပြီးပါပြီဒီတွင်း JPM တို့ YouTube channel လေးကနေ့စဉ်ဂျပန်နေထိုင်မှုဘဝနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေတင်ပြနေတာဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ထားခြင်းအပြင် channel မှာတင်တဲ့ဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်